အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ဂျုံနေဆရာမလို့တဲ့ဒိုးနှက်လုံးလေးတွေကိုဒီလိုပုံစံလေးအလွယ်တကူလေးလုပ်တဲ့လုပ်နည်းလေးပါဒီလုပ်နည်းလေးကတော့လွယ်လွယ်ကူကူနဲ့လူတိုင်းလုပ်နိုင်တဲ့လုပ်နည်းလေးတစ်မျိုးပါနော်ဒိုးနှက်လုံးလေးတွေကလည်းမော့မော့ရွရွလေးနဲ့အလွန်ကိုအရသာရှိပါတယ်ကဲကျမရဲ့လုပ်နည်းလေးကိုကြည့်ကြရအောင်ပထမဆုံးနွားနို့ကိုနှွေးနှွေးလေးတစ်ခွက်ထည့်ပါမယ်235 ml ရှိပါတယ်ပြီးရင်တကြားကိုထမင်းစားစွန်းတစ်စွန်းစာကိုထည့်ထားမယ်ဒါလေးကတော့မုတ်ပွားစေတဲ့သစေးပါလက်ဖက်ရည်စွန်းတစ်စွန်းပါပြီးရင်အားလုံးသမသွားအောင်လို့ကျွန်မခဏလေးမွေထားပါမယ်စောကနွားနို့နှွေးနှွေးလေးထည့်လိုက်တဲ့အတွက်ကြောင့်ခဏလေးနဲ့အရေပျော်သွားပါတယ်နော်အားလုံးအရေပျော်သွားပြီဆိုရင်တော့ကြက်ဥကိုတစ်လုံးဖောက်ထည့်ပါမယ်ဒီကြက်ဥကိုသမသွားအောင်လို့ခဏလေးမွေထားပါမယ်အခုလိုမျိုးကြက်ဥကလေးတွေជីជីကလေးဖြစ်နေပြီဆိုရင်တော့ဂျုံမုတ်တစ်ခွက်ကိုဒီစကားထဲမှာထည့်ထားမယ်ပြီးရင်စားအနှဲငယ်ကိုလည်းကျွန်မထည့်ပါမယ်ပြီးရင်စကားလေးနဲ့စစ်ထားပါမယ်အခုကျွန်မသုံးနေတဲ့ခွက်ကတော့ထမင်းစားစွန်းနဲ့ဆိုရင်တော့16စွန်းစာရှိပါတယ်မင်းနေကြတဲ့သူအတွက်ပါနော်အခုလိုမျိုးစကားလေးနဲ့စစ်ထားတော့မုတ်သားလေးတွေကဤလေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်နော်မုတ်သားလေးတွေကိုအားလုံးသမသွားအောင်လို့ကျွန်မခဏလေးမွေထားပါမယ်အခုလိုမျိုးမုတ်သားလေးတွေကအခဲလိုက်ရှိမနေဘဲနဲ့ဒီလိုပုံစံလေးဤကလေးជីជីကလေးဖြစ်နေပြီဆိုရင်တော့စီကိုထည့်ပါမယ်စီကတော့ထမင်းစားစွန်းတစ်စွန်းစာပါပြီးရင်အားလုံးသမသွားအောင်လို့ခဏလေးပြန်မွေထားပါမယ်စီထည့်လိုက်တော့မုတ်သားလေးတွေကပို့ပြီးတော့ပျော့ပြောင်းလာပါတယ်နော်မုတ်သားလေးတွေအခုလိုမျိုးအားလုံးသမသွားပြီးဒီပုံစံလေးအခဲလိုက်ရှိမနေဘဲနဲ့ဒီလိုမျိုးဤကလေးဆိုရင်တော့ကျွန်မလီလုံအောင်ပိတ်ထားပါမယ်ဒီပလတ်စတစ်နဲ့လီလုံအောင်ပိတ်ထားပါမယ်ပြီးရင်ဒီမုတ်သားလေးတွေကိုမိနစ်30ကျွန်မနှက်ထားပါမယ်အခုဆိုရင်တော့မိနစ်30လဲပြီးသွားပါပြီမုတ်သားလေးတွေကိုဖွင့်ကြည့်ပါမယ်မုတ်သားလေးတွေကဒီလိုအနေထားလေးရှိနေပါတယ်နော်နည်းနည်းလေးတော့ပွားနေပါတယ်အခုဆိုရင်တော့စကြော်လို့ရနေပါပြီစကြော်ဖို့ပြင်ဆင်ပါမယ်စီကူတော့ခပ်ပူပူလေးကျမကြိုထားပါတယ်ဒီလိုအနေထားလေးဆိုရင်တော့ရနေပါပြီမုတ်သားလေးတွေကိုဒါလေးနဲ့ယူထားမယ်ပြီးရင်ဒီစွန်းမကြီးကိုပိုးအောင်လို့ဒီစီထဲမှာညှစ်ထားမယ်ပြီးရင်ဒီစွန်းထဲမှာထည့်ထားမယ်ပြီးရင်မုတ်သားလေးတွေကိုစီနဲ့လောင်းထည့်မယ်စီပူနဲ့ထိလိုက်တော့မုတ်သားလေးတွေကဖောင်းကြွလာပါတယ်နော်ဒီစွန်းမကြီးအသုံးပြုလိုက်တဲ့အတွက်ကြောင့်မုတ်သားလေးတွေကလလပပလေးနဲ့ပုံစံလေးလုံးလုံးရပါတယ်နော်ကြည့်ပါဦးအရန်လွယ်ကူပါတယ်နော်မုတ်သားလေးတွေကိုနယ်စရာမလိုပဲနဲ့အလွယ်တကူလေးလုပ်တဲ့လုပ်နည်းလေးပါအခုလိုမျိုးစကြော်ပြီးဆိုတာနဲ့မိအရှိန်ကိုနည်းနည်းလေးလျှော့ပေးပါနော်ဒါလည်းအရေးကြီးတဲ့အထဲမှာပါပါတယ်ကဲအရန်စားချင်စရာကောင်းတဲ့ဒိုးနက်လုံးလေးပါနော်အရန်လွယ်ကူပါတယ်ကြံနေတဲ့မုတ်သားလေးတွေကိုလည်းအခုလိုမျိုးပဲကျွန်မဆက်လက်လုပ်ထားပါမယ်ဒီလုံနည်းလေးကတော့ဂျုံလဲနေဆရာမလိုဘူးတကယ်ကိုလွယ်ကူပါတယ်ခလေးတွေတောင်မှလုံနိုင်တဲ့မုတ်လေးပါတစ်ခေါက်လောက်စမ်းကြည့်ကြပါဦးနော်အခုဆိုရင်တော့အားလုံးလဲကြော်ပြီးသွားပါပြီဒိုးနက်လုံးလေးတွေကိုစီစစ်ထားမယ်ပြီးရင်ဒီပကံထဲမှာကျွန်မထားမယ်ကဲကြည့်ပါဦးဂျုံမုတ်တစ်ခွက်မှာဒီလောက်ရနေပါတယ်နော်အနံ့လေးလဲမွေးကြိုင်နေပါတယ်ဒီတစ်ခုကိုကျွန်မစမ်းကြည့်ပါမယ်ဒီအလဲကနေဖြတ်ထားမယ်ကြည့်ပါဦးမော့မော့ရွရွလေးနဲ့နော်စမ်းကြည့်ပါမယ်စမ်းကြည့်လိုက်တော့လေမော့မော့ရွရွလေးနဲ့အလွန်အရသာရှိပါတယ်နော်လက်ဖက်ရည်ကော်ဖီနဲ့ဆိုရင်တော့ပို့ပြီးတော့လိုက်ဖြစ်ပါတယ်ကိုကချစ်ချိုလေးကြက်ရင်တော့တကြားကိုထပ်ထည့်လို့ရပါတယ်အပေါ်မှာဖြုံးပြီးတော့ဒီတိုင်းစားရင်လည်းရပါတယ်နော်
အခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်